ယောဂရှိတယ်ဆိုတာကအောက်လန်းဆရာလုပ်လိုက်လို့ဒါယောဂတွေကိုဝင်သွားတာလားကျွန်တော်အဲ့ဒါသိတယ်ဒီထက်လန်းအောက်လန်းတို့ဒီရွှေရင်ကျော်တို့မနောစတုကတို့ဆိုတာသူတို့ပုတဲ့ဥစ္စာလဲအဲ့လိုပေါ့ဟာချီတော်စင်းခုနပြောသလိုဟာလားမင်းရဲ့အသက်နဲ့ဝိညာဉ်ကိုငေါ့ကိုပေးလို့ဆိုတာသူ့ရဲ့စိတ်ကိုညှို့လိုက်တဲ့ပုံအခုနပြောသလိုကိုကရှိတဲ့တိတ်ခါတွေကိုအကုန်ချပြီးတော့အနေဆုံးရောက်သွားတဲ့အခါကျတော့သူစိတ်ကဟိုပြတ်သွားပြီလက်ပြငယ်ဘာမှမရှိတော့မရှိငယ်သွားငယ်သွားတဲ့အချိန်မှာအဲ့တက်မှာသူကပြောချင်တာပြောဆိုချင်တာဆိုဆရာဆိုပြီးတော့နင်းနံပြောတဲ့အခါကျဟိုကစိတ်ကအလိုအားငယ်နေတဲ့အခါကျတော့အဲ့မှာသူခိုင်းတာကိုလုပ်တော့တာအဲ့သဘောပဲရှိတယ်တခါလေကြောင့်အဲ့ဒါတွေကပယောဂအစစ်ပယောဂလည်းမဟုတ်ပဲနဲ့ဟိုစိတ်ရဲ့ညှို့နီးပညာရက်တွေကြောင့်တော့ခုနကပြောလို့စိတ်ကိုညှို့ပြီးတော့ဟိုလုပ်လိုက်တာအဲ့တော့လိုက်တဲ့အခါကျအဲ့မှာကြောက်လန့်ပြီးတော့အဲ့မှာခိုင်းတာကိုရှော့လုပ်တော့အဲ့သဘောဒီဆရာကြီးကအောက်လာတာကိုတော်လေးတော့ပြီးဦးလေးပြန်ပေးပြီးပါသို့တော်ကတော့ကြုံမလို့တဲ့လူမိုးရဟုတ်အဲ့ပယောကအဓိကပယောဟာပယောကဘယ်လိုဖြစ်လာတာလဲအောက်လန်းဆရာလုပ်လိုက်လို့ဒါပယောကဝင်းနေတယ်အထက်လန်းဆရာပြုတာကျွန်တော်အဲ့ဒါကိုကျွန်တော်ကပယောကဘယ်ကစတာလဲအဲ့ဒါကိုသိပြီလားဘာလို့အောက်လန်းဆရာလုပ်လိုက်လို့ခေါင်းလေးဖြစ်တာလဲကျွန်တော်တို့ဆိုရင်ဒါဆိုရင်96ကယောဂပဲသိတယ်လေကျွန်တော်တို့ကဒါကျွန်တော်လူကောင်းပဲဘာမှပယောကလည်းမသိဘူးဒါပေမဲ့ပယောကရှိတယ်ဆိုတာကအောက်လန်းဆရာလုပ်လိုက်လို့ဒါပယောကတွေဝင်သွားတာလားကျွန်တော်အဲ့ဒါကိုသိတယ်အဲ့မှာကျွန်တော်ခဏဆရာလုပ်တယ်ဝင်နိုင်ကျွန်တော်အယူဆတော့ဒီလူတွေကကျမကြီးမကောင်းတာပဲဖြစ်ဖြစ်စီးပွားကြတာပဲဖြစ်ဖြစ်အဲ့အကြောင်းလေးကြောင့်ပဲဒီလိုပယောဂတို့တွေလူစီကြောက်ကြတယ်တာမန်ချင်းတွေမှာတော့သတိတောင်ရပါဘူးအဲ့အကြောင်းလေးကြောင့်ပဲကိုဒီမှာအခုအာနေချက်ဖြစ်သွားလို့အာနေချက်ရှိသွားပြီဖြစ်လို့ရှိရင်ပြီးကိုကရှာလိုက်ကြတာအဲ့အာနေချက်တွေကြောင့်တို့ဒီရောက်သွားကြတာအမှန်မှန်တော့လူဆိုတာကတော့ကို့မှာကုသိုလ်တွေလည်းအကျိုးမရသေးတဲ့ကုသိုလ်တွေလည်းအများကြီးရှိတယ်။အကျိုးမပေးရသေးတဲ့အကုသိုလ်တွေလည်းအများကြီးရှိတယ်။ဒီကုသိုလ်အကုသိုလ်တွေကသူ့အလှည့်ကျနဲ့သူ့မှာသူသွားနေတယ်။အဲ့ပေါ်မှာဟိုနေကိုကအနည်းချက်တူတော့အကုသိုလ်အကျိုးပေးနဲ့ကြုံလာတဲ့အခါမှာကိုကထင်အောင်ထင်မှားတွေဖြစ်ပြီးတော့ဒါတွေမျိုးတွေလည်းဖြစ်တာ။ဒါပဲဆိုလူဆိုဘလောက်ပဲတီလာကောင်းသမာဓိကောင်းဒီအကုသိုလ်အကျိုးပေးရတော့မလို့နော်ဘာလို့ဘာကြီးကြတာမရှိပဲကြည့်တယ်အဲယဟန္တာဖြစ်ပြီးနေပြီဖြစ်ပြီးနေတာတော့မှပဲသူ့ရဲ့အကုသိုလ်အကျိုးပေးရလူကနွားရောင်ဆောင်ပြီးတော့ခတ်ခံပြီးတော့တရားနေတာပြိဋိဘံဆန်းနေတာအဲဆိုတော့သူ့ရဲ့အကုသိုလ်အကျိုးပေးရကြံနေတဲ့သူပြည့်ဆက်အောင်ဒီပေါ်မှာဒါပြောမယ်ဒီလိုပြောကပြုတာလို့လူအမှန်လူဆိုပြောကပြုတာလို့ပြောမှာပေါ့ဒါပေမဲ့ကိုယ့်ရဲ့အကုသိုလ်အကျိုးပေးရကိုမမြင်နိုင်ဘူးလေကိုယ့်အကုသိုလ်ကအကျိုးပေးလဲကိုမမြင်နိုင်ဒါတွေကအနန္တတွေအများကြီးတန်သေးတယ်။နိဗ္ဗာန်မရောက်ခြင်းသူ့မှာသူ့အလှည့်နဲ့သူ့အကျိုးပေးရမယ့်အားတွေအများကြီးရှိတယ်။ဒီပေါ်မှာပဲကိုယ့်ရဲ့ဟိုစိတ်အားငယ်သွားတဲ့အခါကျရင်ထင်အောင်ထင်မှားတွေဖြစ်ပြီးတော့အဲ့လိုတွေရောက်သွားတာပဲဆိုတော့ကျွန်တော်တို့အသိဘောဝကြည့်ရပေါ့နော်ဒီဘောဝကြည့်ရကောင်းတယ်အဲ့ဒီမင်းပြုခဲ့တဲ့ကံတွေပေါ့အသိဘောကျွန်တော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီမှာအများကြီးရှိတယ်လေကုသိုလ်တွေလည်းပြုခဲ့တာလည်းရှိတယ်အကုသိုလ်တွေလည်းအများကြီးပဲလေကိုမှမသိနိုင်တာဘယ်ချိန်မှဘယ်အကုသိုလ်ကဝေကျိုးပေးမယ်ဆိုတော့ကိုမှမသိအောင်မသိနိုင်ခြံလန်းဆရာတယောက်စီလူတယောက်သွားပြီးဆိုရင်ခြံလန်းဆရာကဒီကောင်ပယောကခုကြောက်လာအဲ့လိုပဲရှင်းနေစီကိုလူတယောက်ထားတယ်အဲ့ဒီလူကအပူနဲ့လာတာရှင်းနေပြီးပြီးသားဟုတ်တယ်မလားဒါဟိုပြေးမလို့ဘေးရင်ဆရာတယောက်စီကိုဘေးရင်မေးဖို့လာပြီးဆိုရဒီလူကူနဲ့လာရှင်းပြောရင်ဘယ်လိုလုပ်လဲအဲ့ဒီမှာနေမယ်ကိုကြီးနေဆရာပေါ်ပြီးဆရာပြင်ပြီးဆိုရတော့အခုရှိတယ်ဆရာလုပ်တာလေဒီလိုကဟိုကျမ်းမာရေးတစ်ခုဖြစ်လို့ရှိရင်ဗီဒီဆရာကိုသွားမိမဲ့ဆိုရင်ဗီဒီဆရာကျိုးတိုင်းထောက်မှာပဲလေဟုတ်တယ်မလားအဲ့တော့ဘိန်းတော်ဆရာကိုသွားမိလို့ဆိုရင်ဘိန်းတော်ကအပူတက်တော့အေးတက်တော့လေအတက်နာသူကပြောမှာပဲအဲ့တော့လက်ကတော့သွားမိလို့ရှိရင်လည်းရိုးရာကိုသူကပြောမှာပဲဆရာကိုသွားမိလို့ဆိုဆရာကသူလည်းဆရာမပညာနဲ့ပြောမှာပေါ့ကွာပြောချင်တာကတော့ဘာလဲဆိုတော့သူကဖြစ်နေတာကတခုတည်းကိုပုဂ္ဂိုလ်မျိုးကအစွဲရတုံးတတ်
အဲ့အစွဲတွေကတို့လူတိုင်းမှာရှိတယ်အဲ့လူတိုင်းမှာဟိုမွေးလာကလေးကပေါ့မွေးလာကလေးကမိဘပတ်ဝန်းကျင်ရိုးရာဘာသာရေးအဲ့ဟာတွေကနေပြီးတော့တို့ရှင်ထဲမှာတို့မသိလိုက်ခဲနဲ့အမြင့်တော်နေတဲ့အစွဲတွေရှိတယ်ဆိုတော့တို့ဒီတချို့နတ်ဘိန်းပေါင်းတန်ကြာလို့ရှိရင်နတ်ဝင်ပူးခြင်းတဲ့လူတွေရှိတယ်ဝင်ပူးကြတယ်လေဟုတ်လားအိမ်တွေမဲ့သွားတယ်ဝင်ပူးကြအဲ့တော့သူတို့ကတားလို့မရဘူးအဝေးမှာရှိတဲ့တော့အတင်းပြေးဝင်ပြီးတော့ခါလဲလူလှိမ့်ပြီးတော့ဖြစ်ကြတယ်အဲ့တော့ဒီဟိုပယောကဘာညာဒီရွှေကျော်ဆိုင်နဲ့40တဲ့ပုဂ္ဂိုလ်ကြောက်တယ်ပဲသူတခုပြီးလို့ရှိရင်ငါ့ကိုသူတိုက်ရလဲမသိဘူးဆိုတော့သွားစစဉ်းစားအဲ့တော့သူတို့အစွဲတွေနဲ့ပဲသုံးသပ်တဲ့ခါကျတော့သူတို့ကအရှိမှန်မထွက်ဘူးအဖြစ်မှန်မထွက်ဘူးအဲ့တော့ဒီပယောကလိုင်းကိုတန်တဲ့လူကပယောကနဲ့ပဲသူကစဉ်းစားဥပမာပြောမယ်ဆိုတော့ရဲကလူတက်ကိုကြည့်လို့ရှိရင်သူတရားခံကြည့်မဟုတ်ဘူးရှင်းတွေကလည်းအကြောင်းအရာတစ်ခုကိုသူသုံးသပ်မယ်ဆိုရင်သူဥပဒေလမ်းကြောင်းနဲ့သူသုံးသပ်မှာအဲ့ဒါပေါ့လေဆိုတော့သူတို့ကဟိုပေါ့အစွဲလန်းကြီးရင်ကြီးသလိုသူတို့ရဲ့ဆုံးဖြတ်ချက်ကမှားရင်လည်းအချီးမှသွားနိုင်တာပေါ့တဲ့ဟို post လုပ်တင်လို့ရှိတယ်သူတို့ပညာရှင်တွေပညာရှင်ဆိုစေးလောကမှာအင်မတန်ကျွမ်းတဲ့ဆရာဝန်အဲ့ဆရာဝန်တွေကိုဒီဘက်ကစိတ်ပညာရှင်တွေကပြောတကယ်ယောဂမရှိရတဲ့တကယ်ယောဂဆိုပြီးတော့သင်တို့တွေမှားယွင်းပြီးကုနေတာများတယ်တကယ်ယောဂရှင်ကိုတကယ်ယောဂအတိုင်းကုမိတာနည်းတယ်သူကအဲ့လိုပြောတဲ့ခါကျတော့ကိုကဆေးပညာရှင်ကပြောတယ်မဟုတ်ကျိုးတော့ဆေးပညာအင်မတန်ကျွမ်းကျင်တာပေါ့ယောဂရှိသူယောဂရှိတဲ့အတိုင်းဆေးချက်တင်ပြီးတော့ကုတာမရှိတဲ့လူယောဂရှင်လို့ဆွဆွဲပြီးတော့ကုတာမရှိဘူးအဲယောဂရှိတဲ့လူလည်းပဲမရှိဘူးဆိုပြီးပြန်ထွက်တာလည်းမရှိဘူးကျိုးတော့ဆေးပညာကိုကျွမ်းကျင်တယ်အဲ့တော့ဒီဘက်ကဆရာပညာရှင်ကဘာပြောလဲဆိုတော့ဟုတ်ပြီအခုရလာမယ်လာလိုက်တဲ့မှာသက်ဆေးရောကျွန်တော်လူနာအတုရောအစ်စ်ရောယောဂီလွတ်လိုက်ကျွန်တော်ကမှတ်ထားတယ်ဘယ်သူကတကယ်ယောဂရှင်လဲဘယ်သူကတကယ်အကြောင်းဆောင်လဲဆိုတော့မှတ်ထားတယ်အဲ့ဒါကိုတင်တို့အဲ့လာအတွင်းမှာဝင်တဲ့လူနာ list ကိုတေချာရေးပြီးတော့ယောဂနဲ့ဆွဲခြင်းနဲ့ပူထုံးတဲ့တေချာမှတ်ထားပေးပါအဲ့လိုပြောတော့ကိုယ်လည်းလာခဲ့ကြိုက်တဲ့လူနာတော့လားကျုပ်တို့သိညာမမားစေအောင်အဲ့ဒါနဲ့တလလည်းတွေ့လည်းပြီးတော့ဟိုဆေးကဆရာဝန်တွေကအဲ့လူနာစင်းရဲနဲ့ဒီလူတွေကအကြောင်းဆောင်နေဖြစ်တယ်ဒီလူတွေကအစစ်မှန်နေဖြစ်တယ်ဆိုတော့စင်းရဲချပြီးတော့ဟိုဆရာကိုတော့ပြီးတော့လည်းပြီးပြီးတော့ဟိုဆရာကြည့်ပြီးတော့ကျုပ်ပြောသားပဲတဲ့ဒီဘိုးတရားကျုပ်ပြောတယ်ခင်ဗျားတို့ကျုပ်ကိုမယုံဘူးတဲ့အဲ့လာမှာကျုပ်ဘယ်လူနာမှမလုပ်ဘူးတဲ့ကဲလူနာအစစ်လည်းမလွတ်ဘူးအတုလည်းမလွတ်ဘူးသို့တော့ငါလွတ်လိုက်မယ်မင်းတို့မှန်အောင်ပေါ်စမ်းဆိုတဲ့စစ်ကအဲ့ဒီပညာရှင်တို့ဝေဝါးသွားစေသိလားဒါပေမဲ့ကိုပညာရှင်ကအဲ့ဒီချိန်ကျမှသူတို့ဝန်ခံသွားတာဟုတ်ပါလားအစွမ်းတစ်ခုဥဆုံးကတ်လိုက်လို့ရှိရင်အဖြစ်မှန်မမြင်တော့ဟိုပေါ့အခုဒီဆရာတို့နေတဲ့အိမ်ဆိုလို့ရှိရင်ဆရာတို့ရှေ့မှာ3-4အိမ်လောက်ကနှစ်အနေငယ်ပြမှာပြောင်းပြီးသွားတယ်ပြောင်းပြီးသွားတော့ခုနောက်ဆုံးဝင်လိုက်တဲ့အိမ်ဆိုလို့ရှိရင်တရေ6ပြဆိုပြီးတော့အိမ်ကိုထားခဲ့ပြီးတော့ပြောင်းပြီးသွားတယ်ပြောင်းပြီးဒီအိမ်ကိုဒီနေရာကိုရောင်းမှာပေါ့ရောင်းမှာဆိုတော့လည်းအဲ့ဒါဝယ်မယ်ပေါ့လူပြွားတော့အဲ့ဒါဖေးကိုမေးကြည့်ဖေးရောင်းမဝယ်ပါနဲ့ကွာအဲ့ဒီကခေါင်းမပြပြီးလိုက်ရောင်းနေတာကွာဝယ်မဲ့လူဘယ်သူမှမရှိဘူးဘယ်သူမှလည်းစီးပွားဖြစ်ဘူးကွာတက်လို့တော့အဲ့ဒါနဲ့ဟိုဒီနေရာဖေးအခြေကြီးတော့လို့ဖေးအဲ့ဒါတာကြီးတော့သဘောကျဝယ်ပါနဲ့ကွာနဲ့မင်းကလည်းဝယ်မယ်ဖေးကြီးတော့လို့တော့ဖေးရတယ်လို့ဒီတစ်ချိန်ဈေးတက်လာပါဘုရားဈေးတက်ကမှလည်းကွာမြင်းကြီးတဲ့ငါပြောလိုက်မယ်လေတသိန်းမရဘူးကွာတဲ့တသိန်းမရဘူးကွာတဲ့ကြီးအဲ့ချိန်က3000နဲ့ဝယ်မဲ့လူမရှိဘူး3000နဲ့ဝယ်မဲ့လူမရှိတော့မင်းဒီကြီးတသိန်းမဖြစ်ဘူးကွာတဲ့ဘယ်တော့ပဲဈေးတက်အဲ့တော့ကိုယ်ကစိတ်ခါတော့ကိုယ်ပြီဩငါပြီတစ်လုံးနဲ့ကဝန်ထမ်းလုပ်လာတယ်ဝန်ထမ်းတယောက်ရဲ့အတွေးခေါ်တာပဲရှိပါဒီကိုနားမလဲဘူးအပြင်လောကကနားမလဲဘူးသူသိတာလေးသူပြောမယ်အဲ့တော့သူကဒီမြေကြီးကဘယ်တော့မှတသိန်းမရဘူးမင်းဘယ်တော့ပဲဈေးတက်အဖေတော့အချိန်မသေးဘူးတနာမိတာပေါ့နော်သူ့ရဲ့ဝန်ထမ်းရောက်တဲ့ဈေးရဒီထဲမှာပဲမွန်းချက်နေပြီးတော့ပိတ်မိနေပြီးတော့တစ်သလုံးသူဝန်ထမ်းလုပ်ခဲ့တဲ့အသည့်ကသူ့ကိုဒီအတွေးခေါ်သူ့ပေးမာရင်းနဲ့အတွေးခေါ်သူကတားဖြစ်လို့လက်ဆက်ကတားဖြစ်သူကတော့ဒီလိုမဟုတ်ဘူးအဲ့ဒါဆိုတော့နောက်တော့ဝယ်လိုက်တယ်ဝ
ဝယ်လိုက်တော့3000ကို1500ရှော့သေးတယ်ရောက်မထွက်တော့ရှော့ရောက်တာပေါ့လည်းငယ်ပေးမယ်ရှော့လာရှော့တယ်အဲ့ဒါနဲ့ရွာဖုန်းကျောင်းဖုန်းရပါတော့လဲဆိုပြန်လာပါပြီမင်းဒီကဝယ်တာပါတယ်အဲ့ဒီဟာအချိန်လုံးကအရာလေးထိုးရွှေဆိုတဲ့အောက်လန်းဆယ်ကြီးကြောက်ပါအောက်လန်းထက်လန်းပတ်သက်လို့အောက်လန်းဆယ်ကြီးကြောက်ပါလာပြီးလောက်ွက်လေးတွေမှာအမဲသားအစိတ်တွေကျွေးတာတရက်မွေးထားတာအဲ့ဒါမလို့ဘယ်သူမှနေလို့မရအဲ့မှာတော့သုံးကြောက်လို့ရှိရင်ခုနပြောင်းပြီးတော့သုံးကြောက်ဆိုအဲ့တရက်လက်ကြီးနဲ့သူတို့ငပိအိုးလို့ဝင်တိုက်တာသူတို့ငပိတွေလောက်လက်မှာအမွှေးတွေအရှည်ကြီးနေရတယ်အကောင်တော့မမြင်ရအောင်လက်ကြီးတော့မြင်ရတယ်အဲ့ဒါမြင်ရပြီးတော့မနေရတော့ပြောင်းပြေးတာအဲ့မှာနေခဲ့တဲ့ကိုရှိမှနေခဲ့တဲ့အိမ်ကဝါဒနီအိမ်တွေပဲဘုဆရာတို့ဒီမှာဝယ်လိုက်တယ်ဝယ်လိုက်ပြီးတော့မနေခင်မှာနှစ်ပေါင်းများစွာခြံဆိုင်ခဲ့ဘူးလို့တပွားတော့ဘာတော့ညာတော့ဝေရသည်ဆိုလို့ရှိရင်မိုးတောင်အုံနဲ့တခါတည်းအချံတော့လေးမှာတဲလေးထိုးပြီးတယောက်တည်းလဲအိပ်ဘူးလေတယောက်လည်းအိပ်ဘူးလေခြေတော့ဘယ်သူမှလာမဆဲဘူးဘယ်တကောင်မှလာမဆဲဘူးဒီနေ့ထိကလေးတွေလည်းတယောက်မှ6လမ်းမရှိဘူးပေါ့ပြောချင်တာဘာလို့လဲဆိုလို့ရှိရင်လုံးဝဂျုံချီမှုမရှိတာစိတ်ထဲမှာသူတို့လုံးဝလက်ကလက်အကြောင်းတရားနဲ့အစွဲနဲ့ဒီနေရာမှာငါတို့ဝယ်လိုက်တယ်ဘာမှဒုက္ခရောက်မှလဲဆိုတော့စိတ်အစွဲလုံးဝမရှိအစွဲရှိလို့ရှိရင်အဲ့ဒီတစ်ခုဖြစ်ဖြစ်တော့တလောကဒုသမီးနေပေါ့လမ်းထဲကထက်လန်းဆရာဆိုပါလို့哦，အဲ့ဆရာကြီးသွားတော့အငယ်မနဲ့သူတို့သားမေးသွားမေးတယ်ဟောတယ်ဆရာကြီးကပြောတယ်တဲ့ဟောသမီးကဖုန်းနဲ့ပြန်ဆက်တယ်အဖေတဲ့မဆရာကြီးကပြောချင်တယ်လို့ပြောတယ်တဲ့အဖေကအေးပြောတော့မမစ်ဆွေးတယ်မင်းမချမ်းမကြီးကသွားတယ်ရိုးရလေးပြန်လုပ်လိုက်ရင်ကောင်းဝင်သွားတယ်အဲ့ဒါလေးဆိုတော့မင်းပိုပြီးကောင်းသွားနိုင်တယ်ဟောတဲ့အဲ့ဒါငါတော့အဲ့လိုနေတယ်ကွာတဲ့ဆိုတော့နေပါဦးလို့ကျွန်တော်ပြောပါဦးမယ်ကျွန်တော်အိမ်မှာရိုးရပြန်ပိုးရမှဆိုတော့လားလို့ဒီလေကွာတဲ့မင်းတော့ရိုးရထောက်ထားတာဟုတ်ပါတယ်ကြာလာနေကျွန်တော်တခြားကြံလေးလို့ပြောလိုက်ဒီပြည့်လို့ဆိုလို့ရှိရင်ဟာကိုမိမကျမ်းမာရေးကိုသားသမီးကျမ်းမာရေးပဲဘာပြောငါတို့ရိုးရလေးပြန်လုပ်လိုက်မယ်ဆိုစိတ်တော့ရှိမှာပေါ့ဒါပေမဲ့ဒီချိန်မှာပြေးတာထွက်ဒီချိန်မှာခံနိုင်ရရှိဖို့လိုတယ်နော်ကိုမိမရဲ့ကျမ်းမာရေးကအဲ့ဒီချိန်မှာတော့စီးမတွေ့ဖြစ်နေတဲ့အချိန်မှာဆရာကလည်းပြောလာတယ်ရိုးရလည်းဖြောက်ထားတာကိုလည်းမလုပ်ဘူးသူလည်းမလုပ်ဘူးနှစ်ဖက်ရိုးရဆိုတော့ဘာမှမလုပ်ဘူးအိမ်မှာအုံးတော်မရှိဘူးဆိုတော့ဘယ်အဲ့ဒါလို့လုပ်လိုက်ပါလဲအဲ့ဆိုရှင်စီလက်တိုးမယ်ပါညာတော့ကျွန်တော်တခြားကြံကြံလေးလို့ပြောလိုက်တယ်အိမ်မှာဘယ်ရိုးရတခုမှကျွန်တော်ပြန်မလုပ်နိုင်ဘူးရိုးရလောက်ကားမဲ့အကြံအလွယ်အခြားအကြံရှိခဲ့ကျွန်တော်ဘေးလို့ပြောလိုက်တယ်နောက်ဆုံးကျတော့ဘာရိုးရမှာဘာမှမလုပ်ရဘဲနဲ့ဆေးတွေ့သွားတာဆရာတယောက်ကိုတယောက်တွေ့တာအဲ့တော့အကယ်၍သာကိုသာရိုးရလုံးလိုက်မိကိုယ့်အိမ်မှာရိုးရရောက်လာတယ်有啊有啊，အဲ့ကျအကြောက်တရားဖြစ်လာတယ်ရိုးရသည်အတင်ဟာလွယ်တယ်အနှင်ဟာခက်တယ်ဘာကြောင့်လဲအကြောက်တရားကြောင့်မတိမတာနဲ့ကိုကိုရဖြစ်သွားတယ်နော်တင်တာကလည်းအကြောက်တရားကြောင့်တင်နှင်မချရရလည်းပဲအကြောက်တရားကြောင့်ဟုတ်လားဥပါဒံကြောင့်ဥပါဒံဖြစ်တာဟုတ်လားဆရာကြီးဟုတ်ကဲ့ဆွဲတာဥပါဒံကြောင့်ဥပါဒံဖြစ်တယ်အဲ့လိုဆွဲတာနေပဲဟုတ်ကဲ့ဒီနေ့ဒီကျွန်တော်ကတော့လက်ရှိပေါ်တော့ဒီသောသိန်းနဲ့မိဘကိုလည်းအချုပ်ပြောမယ်ဆိုတော့ကျွန်တော်ဒါလေးလုံးဝကျွန်တော်ရဲ့အစွဲလန်းထဲမှာဘာမှမရှိတော့ဘူးပလိတ်ကြည့်လည်းမကြည့်နဲ့ဟုတ်လားပလိတ်ကြည့်လည်းမကြည့်နဲ့ရှိနေကြည့်လည်းမကြည့်နဲ့အဲ့ဒီဟာတခုရှေ့ကဦးလိုက်ပြီဆိုလို့ရှိရင်အဖြစ်မှမထွက်တော့